ကန်ဆိုးတယ်တော့ဘယ်တော့မှမတွေးနဲ့ကန်ကကောင်းမိတာကန်ကောင်းမိတာလူဖြစ်နေတာကကန်ကောင်းနေတာပဲမဟုတ်လားလူဖြစ်နေတာကကန်ကောင်းနေတာလေလူမဖြစ်တဲ့တတ္တဝါတွေအများကြီးလူဘဝကိုမရတဲ့ပုံကိုယ်တွေအများကြီးတန်တရာမှာငရဲကြတဲ့လူတွေအများကြီးတိဆံဘဝရောက်နေတဲ့လူတွေအများကြီးအပယ်လေးပုံဟိုပိဋ္ဌာဖြစ်နေတဲ့ပုံကိုယ်တတ္တဝါတွေအများကြီးသူတို့နဲ့ရှင်လို့ရှိရင်ကိုကလူဘဝကိုရနေတာကကန်ကောင်းမိတာပေါ်ပိတ်ကန်ကောင်းတာလူချင်းတူတာမှာကိုလည်းအင်္ဂါပြည့်စုံနေတယ်ကိုမှနားတွေကြားခွင့်ရှိနေတယ်မျက်စိတွေမြင်ခွင့်ရှိနေတယ်နှာခေါင်းနဲ့နံခွင့်ရှိနေတယ်ရှားမှာအရသာခံခွင့်ရှိနေတယ်ခန္ဓာကိုယ်လှုပ်ရှားခွင့်ရှိတယ်အဲ့ဒီကိုလည်းအင်္ဂါစုံစုံနေနေလေးတွေနဲ့ဖြစ်နေတာကကိုဘွားကံကောင်းမိတာပဲဒီတဲ့ပေါ်ပြီးတော့ကံကောင်းအောင်ပြောမယ်ဆိုရင်လူလည်းဖြစ်လာတယ်ဖယားသာသနာနဲ့ကြုံတွေ့လာတယ်ဗုဒ္ဓဘာသာလည်းဖြစ်ခွင့်ရနေတယ်ဆိုရင်ဗုဒ္ဓဘာသာဝင်ရှုတောင်းရအားလုံးက perfect ပဲဘဝဘာမှမကျင်တဲ့ဆရာမရှိဘူးဘာမှအလိုမကျဖြစ်ဆရာအကြောင်းမရှိလူတွေမှာကိုယ့်ဘဝကိုမကျင်မနဲ့ဖြစ်သူတို့ဘဝကိုအားကြတယ်ဆိုတာကကိုယ့်ဘဝမပြည့်စုံလို့မဟုတ်သူတို့ဘာရဲ့ပြည့်စုံမှုကိုကြည့်ပြီးတော့သူတို့လိုဖြစ်စေတဲ့စိတ်ကြောင့်မကျင်မနဲ့ဖြစ်တာသူတို့သုံးတယ်လို့ကိုမသုံးနိုင်လို့ကိုယ့်ဘဝမကျင်မနဲ့ဖြစ်တာသူတို့စီးတယ်လို့ကားတွေမစီးနိုင်လို့ကိုယ့်ဘဝကိုမကျင်မနဲ့ဖြစ်တာရုပ်ပိုင်းဆိုင်ရာကိုသွားပြိုင်လို့ကိုယ်စိတ်ကိုမကျင်မနဲ့ဖြစ်စေတာတကယ်လည်းညရင်အပြိုင်လွဲတာပဲအပြိုင်လွဲလို့ကိုယ့်ဘဝကိုအားမကျဖြစ်တာအပြိုင်လွဲလို့ကိုယ့်ဘဝကိုမကျင်မနဲ့ဖြစ်တာရုပ်ပိုင်းဆိုင်ရာပြန်ရတာမဟုတ်ပြိုင်နေဆိုရင် character ပြန်ရတာကိုချင်းတရားပြန်ရတယ်ကုသိုလ်တရားပြန်ရတယ်ဖုံးကတော့ तू ပတ်စံရှင်ဝယ်သုံးလို့ရတာပဲ तू ဖုံးသုံးလို့ကိုယ်လည်းသုံးချင်ဒါတွေကရုပ်ပိုင်းဆိုင်ရာပြိုင်ဆိုင်မှု तू ဝယ်တယ်လို့ကိုယ်လည်းဝယ်ချင်ဒါတွေကပြိုင်ဆိုင်မှုပဲအဲ့ဒါတွေကအဓိကမကြောက်အဓိကပြန်ရမှာ तू ကိုချင်းတရားကောင်းတယ်လို့ငါလည်းကောင်းရမယ် तू ကုသိုလ်လုပ်နိုင်တယ်လို့ငါလည်းကုသိုလ်လုပ်နိုင်ရမယ် तू စိတ်တက်ကောင်းတော့ငါလည်းစိတ်တက်ကောင်းရမယ်အဲ့လိုမျိုးဖြစ်ဆိုတော့ရှိတဲ့အနေအထားနဲ့ तू ဖုံးတုံးနိုင်တယ်လို့ငါမသုံးနိုင်ရဘူးဆိုမသုံးနိုင်လို့လည်းပဲကိုမှအားငယ်စရာမရှိဘူးကိုမှအဖြစ်ဖြစ်စရာတခုမှမရှိကိုမှလက်ပြန်မတန့်စရာအကြောင်းပြီးခိုးရတာမှမဟုတ်ဆိုတော့ရှက်စရာတွေကလွဲနေတာလူတွေကအရှက်လွဲနေအိုး तू သုံးနိုင်လို့မသုံးတော့ငါမှလည်းအားငယ်ရရှက်တယ်အဲ့လွဲတာပဲ तू ဝိတ္တလမဝေးရလို့ငါရှက်ရတယ်အားငယ်ရအဲ့အရှက်လွဲတာအဲ့ဒါကရှက်စရာမဟုတ်ကိုရှိတဲ့အနေထားလေးနဲ့ကိုယ့်အကိုပဲသုံးနိုင်ရကိုယ့်အကိုပဲအချင်းနေနဲ့တရားရနဲ့နေနိုင်တာအဲ့ဒါရှက်စရာမှမဟုတ်တာရှက်ရမှာကသူများပစ္စည်းခိုးတာမှာသူများကိုပြမကျွလွန်တာမှာဩတိလတွေဖောက်ပြက်ပြီးတော့မဟုတ်တာတွေလုပ်နေရတာကိုရှက်စရာဘုရားလူတွေကအရှက်လွဲပြီးရှက်ရမယ့်ဟာကိုမရှက်ဘူးမရှက်ရမယ့်ဟာကိုလိုက်ရှက်နေတဲ့အခါကျတော့